လို့နေဝန်းနေအိမ်ပြန်ချင်တာကြည့်ပါဦးဖတ်လိုက်တာယူโอเคဒါတော့ကျမအိမ်ပေါ်ကနေမြင်ရတဲ့ထုံးစံတိုင်းပါပဲအရင်မြင့်တဲ့အိမ်တွေကနေပြီးတော့အလိုမျိုးမြင်ရပါတယ်လာပါတယ်မေရဲ့ကြည့်လို့မဝါတဲ့ကျမရဲ့ရုပ်တိကလေးမျိုးဒါဂျပန်စတဲ့ရတဲ့ရုပ်တိအမြဲတမ်းပွင့်ပြီးတော့အမြဲတမ်းတီးတယ်အရင်ပိုးကြလို့ဒါမစားရမစားဘူးပဲကိုရနဲ့ပိုးတဲ့စီတိတ်မလောင်းတတ်ဘူးဆိုတော့ကျမမနေ့ကုထားတဲ့ဗန်လေးကနောက်ဆုံးတော့လေရှင်တန်လာပြီပေါ့နော်ဘာလို့လဲဆိုတော့အညွန့်လေးတွေပြန်ထွက်လာပြီဆိုတော့ဒီရှောက်သူလည်းအဲ့လိုပဲ sound မဖြစ်ပါမဖြစ်သူအများနဲ့အညွန့်ထွက်တယ်ထိုင်းရှောက်လို့အဲ့လိုမျိုးပြောပြီးရောင်းတာပဲရောင်းနေသူကစိုက်ပြိုးရေးလားအဲ့အမစီကနေမှားတာအကောင့်နာမည်ကစိုက်ပြိုးရေးအဲ့ဒီကနေမှားကြပါဟိုလိုချင်တဲ့သူတွေ this is new ပင်စိမ်းစားလို့မရသေးပါ this is busina ဒါလေးကဟိုလုပ်ပေးထားတာတက်ပွားပေးထားဟိုတယောက်ကိုပြောညီမလေးကိုပေးဖို့ဒါလေးကကျမချစ်ကျမကိုပေးထားကျမချစ်ဆိုလို့မကီပါ okay ကဲနောက်တစ်ခေါက် view ကလေးပြန်ကြည့်ကလေးတွေအရင်စော့နေတဲ့အတန်ကြားရတယ်ဟုတ်ကလေးတွေဘလောက်အားပြေးလဲဆိုဒီအပေါ်ကြီးကနေတော့သူတို့စော့နေတာကြားတယ်ဟိုမှာသူတို့စော့နေတာဟိုမှာအရှိသိမ့်မတိုးရဘူးဒါနဲ့ဒါရောအော်နေအောင်အမနှ